ဘုံဘုံတို့လည်း6နှစ်လောက်လေခဲ့တယ်အဲယုံနာမြင်မှအရိယာနေထိုးတက်သွားတာအသက်30လဲရောက်တော့မဟာသောတာပန်ဆိုတဲ့မက်တမက်ကိုရသူများမေးစရာမလိုမက်ပုဂ္ဂိုလ်ဆိုတာသူများမေးရင်ဘယ်တော့မှမဟုတ်မှာခလေးလေးကျင့်ခလေးလေးသောတာပန်ဖြစ်ခလေးလေးကိုယ်တိုင်သိတယ်မက်ပုဂ္ဂိုလ်ဆိုတာဘာလို့လဲဆိုတော့လက်ရှိအခုသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကအခုဒကာမတွေအကုန်လုံးအခုရှိတဲ့စိတ်သေသွားတာဘယ်တော့မှပြန်ဖြစ်ခွင့်မရှိဘူးသောတာပန်စိတ်ကြီးကပြန်နေရာယူသွားတယ်အဲ့ဒီတော့မှကိုပြန်ကြည့်လိုက်တာဟာငါဟိုစိတ်တွေမရှိတော့ပါလားပြန်ကြည့်လိုက်တော့ဟာဟိုစိတ်တွေနဲ့နေငါအပေကြမှာပါလားအယူမအမှန်မှန်တဲ့စိတ်တွေဒီစိတ်ကအင်မတန်ချမ်းသာတဲ့ကြီးကြီးနေတယ်လွတ်နေတယ်စိတ်ပြောင်းသွားတာပေါ့သောတာပန်ဆိုတာစိတ်ပြောင်းတာစိတ်အသိကြီးနဲ့နေရတယ်ဟိုအခုနေတာမိမမြင်မိမသိခွေးမြင်ခွေးသိနဲ့စိတ်ကြီးကသေတဲ့အထိနေကြတယ်မယိုးကြဘူးလားစိတ်တွေပြင်ညမှာစိတ်ပြင်ရမယ်အလုပ်ဒါဖုံဖုံခု9ရက်ကစိတ်ပြင်ပေးမှာအဲစိတ်ပြင်တယ်လို့မိမိတို့ရုပ်မပြင်နဲ့ရုပ်ကတော့တရားဓမ္မတွေပြင်ဘူးပဲပြီပဲချောအောင်လောက်ပြင်ခဲ့ဘူးပါတယ်ဟိုရန်တနေ့က Facebook ထဲမှာဖုံဖုံတွေ့တယ်အံ့ဩစရာဟိုစက်ကြဝလာမယ်မတ်စိန်ရေးလေဟိုအသက်60ကျော်80ရီတော့သိပါလိမ့်မယ်မတ်စိန်ရေးဆိုတာမေဗမာမတ်စိန်ရေးခါတယ်ပုံပြတာတယ်အခုလက်ရှိပုံအသက်80နဲ့ပြတာအရေးတွေတွန့်ရွာလို့နှစ်ပုံရှင်ပြတာ Facebook ထဲမှာဖုံဖုံကြည့်တယ်ဩကြည်စံလူတွေအဲ့ဒါမမြင်ကြပါလားဒီယုံကြည်ရတဲ့နေ့အိုးအောင်မယ်နာအောင်မယ်ရွတ်တော်ကြီးဒီလိုဖြစ်အောင်မယ်အခုလည်းငယ်တုန်းကပြည့်ပြည့်တင်းတင်းပေါ့ကြီးလိုက်ဒီလိုရွတ်တော်ကြီးတွေဖုံဖုံတို့လိုအုံမင်းရင်းရောတဲ့ပုံကြီးတွေနမိတ်ကောင်ကြီးတွေမှမသိကြပါလားလူတွေဒါဖုံဖုံတို့ကနမိတ်ကောင်ကြီးတွေဘယ်နမိတ်ကောင်လဲအခုလိုရဟန်းဖွင့်နေဆိုတော့ဟောသန္တရာကိုထွက်တဲ့လမ်းကပုံကိုယ်တွေပါလားလို့နမိတ်ယူငါလည်းဒီလိုဖြစ်အောင်လုပ်မယ်ဆိုတဲ့နမိတ်ပြတာမြတ်စွာဘုရားတော်မှာသူနာသူသေးရဟန်းပြတာသူကိုလည်းပြတယ်အခုတရားဓမ္မတွေဘုရားမှမဟုတ်ဘူးတရားဓမ္မတွေလည်းမြင်နေတာသူကိုလည်းမြင်တယ်ဗျာသူနာတွေရောမမြင်ဘူးလားမဆေးရုံသွားကြလို့သူနာတွေလူတွေကောင်းတွေရောမတွေ့ဘူးလားကိုညီကောင်မောင်နှမဟိုသုတ်ဆန်သွားကြည့်တာအမလေးလောင်းအလောင်းတွေထမရှိဘူးလားသူတွေလည်းမြင်ရတယ်ဗျာအခုလိုကျုပ်တို့လိုရဟန်းနေလည်းမမြင်အောင်လားအေးအဲ့ဒါကိုမြတ်စွာဘုရားထူးခြားလိုက်တာသူနာသူသေးရဟန်းမြင်ပြီးတော့တောထွက်သွားတာခမည်းတော်ကဘုံမလောမြင်မထွက်ကြဘူးစဉ်းစားကြည့်စမ်းဘုံမလောပဲသိချင်းတရားဖြတ်ကနေတွေးလိုက်အဲ့ဒါတွေလည်းတွေးတယ်ငါလည်းပဲဒီလိုနာမယ်သိမယ်မသိခင်မိုးခင်လေးမှာငါဒီရုပ်ကိုငါအရိယာတွေသွားတယ်လားလုံမဲ့ဟဲ့ဆိုတဲ့သရဝရိယနဲ့လုံရင်ဘာဖြစ်လို့မလဲဟောဒီ9ရက်တည်းလုံပါ